သူစတုတ်အင်ဂျင်တွေပါကြောင့်ဒီလိုအတန်ကျဲကျဲနဲ့လေပတ်ကြတာလဲသိချင်တာဖိုးစတုတ်အင်ဂျင်တွေရဲ့အတန်ကတော့ပိုနဲ့ဆိုင်ပြီးပူလေးလန်တဲ့အတန်မျိုးဖြစ်ပါတယ်ဒါကြောင့်ဖိုးစတုတ်အင်ဂျင်တွေကအတန်ပိုပြီးညင်တာချုံမွေးပါတယ်လေပတ်နေစဉ်မှာတော့အဆင့်၄ခုကိုတစ်ဆင့်ပြီးတစ်ဆင့်လှုပ်ဆောင်သွားရပါတယ်ပါဝါထုတ်လုပ်တဲ့လုပ်ငန်းစဉ်ရဲ့ပထမဆင့်အနေနဲ့ပထမဆုံး index တော့မှာလေးနဲ့လောင်စာစီရောအနောကိုစလင်ဒါတွင်းတဲ့ဆွဲသွင်းပေးပါတယ်ပြီးရင်တော့ piston ကအပေါ်ကိုတက်လာပြီးအဲ့ဒီလေးနဲ့လောင်စာကိုဖိသိပ်ပေးပါတယ် compression stroke အတွင်း piston ကအပေါ်ဆုံးအနေထားကိုရောက်တဲ့အခါအဲ့ဒီလေးနဲ့လောင်စာစီကို black ကမီးစတင်လောင်ကျွမ်းစေပါတယ်အဲ့ဒီလိုမီးလောင်ကျွမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့တင်းငယ်တဲ့ပေါက်ကွဲအားက piston ကိုအောက်ဘက်သို့တွန်းပို့ပေးပါတယ်နောက်ဆုံးအဆင့်မှာ exhaust ဆိုရှင်ပွင့်ပြီး exhaust အတွင်းမှာ piston ကလောင်ကျွမ်းပြီးသားဓာတ်ငွေ့တွေကိုအပြင်ဘက်ကိုတွန်းထုတ်ပေးပါတယ်အခုတော့ two stroke engine ရဲ့လေပတ်ပုံကိုကြည့်လိုက်ရအောင်ဖိုးစတုတ်ကဆင့်၄ခုလိုအပ်ပေမဲ့two strokeကတော့လုပ်ငန်းစဉ်အားလုံးကို step 2ခုနဲ့ပြီးအောင်လုပ်နိုင်တယ်ပထမ stroke အတွင်းမှာ piston အပေါ်ပိုင်းမှာလောင်စာကိုဖိသိပ်နေခြင်းအောက်ပိုင်းကနေလေးနဲ့လောင်စာအသစ်ဝင်လာပါတယ်ဒုတိယ stroke အတွင်းမှာလေးနဲ့လောင်စာကိုလောင်ကျွမ်းပြီးပါဝါထုတ်ပေးပါတယ်အဲ့ဒီအားကြောင့် piston ကိုအောက်ဘက်ကိုတွန်းချက်လိုက်ပြီးတစ်ချိန်တည်းမှာပဲ exhaust ငွေ့တွေကိုလည်းအပြင်ကိုတွန်းထုတ်ပေးပါတယ်ဒါတင်မကသေးပါဘူးနောက်ထပ်အဓိကကွာခြားချက်ကတော့ engine ရဲ့အစိတ်အပိုင်းတွေမှာရှိပါတယ်ဖိုးစတုတ် engine တွေကအဆိုရှင်တွေကိုအဖွင့်ပိတ်လို့ဖို့ကန်ရှက်ကိုအသုံးပြုပါတယ်အဲ့ဒီပေါ်တွေကတော့ piston ရွေ့လျားတဲ့အခါဖုံးထားရာကနေလိုအချုပ်ပွင့်လာတဲ့အပေါက်တွေဖြစ်ပါတယ်နောက်ထပ်ကွာခြားချက်တွေရှိသေးတယ်လို့ထင်ရင်ကွန်မန့်မှာဝင်ရေးပေးခဲ့ပါ